လူကြိုင်နေတဲ့ကောင်ဈေးထဲမှာကိုယ်တည်းပြည့်ပြည့်အရသာရှိရှိရေကျုံငတ်တလောက်ကြီးက18ကျပ်တဲ့နာမည်လည်းဖြင်းအစီသားလည်းဖြင်းနဲ့ငဖြင်းက28ကျပ်စီတဲ့ဒါနဲ့ဆိုင်ရှင်ကိုမေးကြည့်မိတယ်ဘာဖြစ်လို့များအရသာလည်းရှိကိုယ်တည်းလည်းပြည့်တဲ့ရေကျုံငတ်တလောက်ကဈေးနဲ့နေရတာလေလို့လူကြိုက်နေလို့တဲ့ငဖြင်းကတော့လူကြိုက်များလို့ဈေးကြီးတယ်တဲ့ဟုတ်ကဲ့မောင်ချောတွေဟာလူကြိုက်နေတဲ့ကောင်မရိုင်းထွားချိုင်းလှကြီးရဲ့မတ်တဲ့စားတောင်မဖူမလုံတဲ့ကောင်တုံးလုံးစာဝေးလာဝေးလို့ခန္ဓာကိုယ်နဲ့ကောင်လေဘလို့လဲဆိုတော့ကအင်မတန်တမ်းများတဲ့မိန်းမကောင်းပေါ်တန်းဒီတရားရတစီစီပွတ်တက်နေတယ်လို့မျိုးလေကြပြာရီကသူ့ကိုယ်ပေါ်မှာအပေါ်စား restaurant တွေကအလကားရတဲ့စားသားဟင်းကြိုရည်တွေနဲ့သူ့ဘဝကိုမတိဆောက်လို့ဘူးတဲ့ဒါပေမဲ့ခက်ရပုံများစပွဲပေါ်မှာဒီဟင်းကြိုရည်တစ်ခွက်ပဲပူပူနွေးနွေးရှိလေတာနွမ်းပါးတဲ့အောက်ခြေလူရန်စားတွေနဲ့ဒူးတင်ပေါင်းတင်တဒန်းနဲ့နေပေမဲ့ဘုံစံနဲ့အင်သာမျိုးကြဒင်းရမကြိုက်ပြန်ဘူးတဲ့အရက်ဖြူကိုရှင်ကျေးမှုမြင့်တောက်တတ်သည်စင်ခံရကောင်းမှသိတတ်သည်အတုံးချတောက်ရမည်မှသိတတ်သည်မူလာရင်ထကဖို့ဘယ်တော့မှမမေ့တတ်တဲ့ကောင်လေးဘဝမှာတန်မက်ကလည်းဖြစ်ခဲ့ခြင်းသေးတဲ့စကားပြောရမှာအထက်တန်းကြအောင်တော်ဝင်အောင်ပြောတတ်ပြောနိုင်ပေမဲ့သူတစ်ဖက်လူကိုအမှန်တကယ်ပြောခဲ့တာနဲ့သူပြန်ပြောပြတဲ့အခါပို့ပြောတတ်တဲ့ညင်ကလည်းရှိသည်ပါတဲ့နေရာမှာခြေနှောင်စားထက်ပါပေမဲ့တကယ်လက်တွေ့မှာမကျင်သုံးဖြစ်လို့လူတွေကထူတယ်လို့အထင်ခံရမြေကောင်လေတခါတရံတော့လေချစ်ကားပေါ်မှာပေါင်သားလှပေါ်လွင်အောင်အချိုးကျကျထိုင်တတ်တဲ့အရွယ်ရှိရှိအရာရှိကြော်တယောက်လိုလေအဲ့ဒီကြပြားစရာဆိုတဲ့ကောင်ဟာနေထိုင်တတ်သေးတယ်သူ့သွေးကြောထဲမှာဂျိုးရီကြပြားဆိုတဲ့ပပဂျိုးရီစူးဝင်စည်းဝင်လို့မောင်ချောနယ်ဆိုတဲ့ကောင်ဟာကဘာပတ်လမ်းကြောင်းထဲမှာနေတာလို့ကြည့်ရင်အုပ်လောက်သာရှိတဲ့သူ့ရင်အောင်ကိုကော့ပြတတ်သည်သွေးစိမ့်တစ်ပေါက်တစ်ပေါက်နဲ့တီဆောက်ခဲ့ရတဲ့သူ့ဘဝခရီးဂီယာကုံလီပါကုံမောင်းနေခဲ့သူ့ဘဝကိုတရေတပြားစာယူခင်းချင်းကြည့်လိုက်ရင်မြို့တစ်မြို့တည်နိုင်နေမြစ်တစ်မြစ်စီးဆင်းသွားနိုင်ပေရဲ့ဒီကောင်ကအသေးကခက်ငယ်ငယ်ရဲ့လို့သူ့မွေးသမီးခင်ကခဏခဏလူကြားထဲပြုတ်ခံရတဲ့ကောင်ပေါ့ဘဝကိုရင်ခုန်သလိုအရင်အတိုင်းနေခဲ့နာကျင်တဲ့အခါမအော်ပဲပျော်ရွှင်တဲ့အခါရင်မောဖို့နောက်မကြခဲ့ဘူးသူ့အတီဒုက္ခကိုတစ်ဖက်လူကသိရှိလက်ခံပေမဲ့သူကသူ့ဒုက္ခအပေါ်ကိုဖို့နေတဲ့လွန်းလို့တဝက်ကူညီစာနာမှုသာရရှိခဲ့သူပေါ့ကုစုကံလိုက်ပုံကလည်းပါဇက်နဲ့ကူညီပြီးလက်မပါတဲ့မိတ်ဆွေပေါ်ပြေးလာတဲ့ကောင်တွေပဲဂုံးထကမာမြေကြီးအခိုးငွေတစ်ကိုင်းနဲ့အဲ့ဒီတစ်ကိုင်းပေါ်ကရောင်ကိုင်းပြည်တင်နာမြင့်တဲ့ကမာဦးကိုတူးဆွလာတဲ့လက်အမှန်တရားကတော့လူတွေလိုပါပဲအောင်စနည်းနည်းရေပါတာမန်လူနဲ့မတူတဲ့အရာဆိုလို့ဒါတွေပဲသူ့မှာရှိရဲ့ကျန်နာရီကတော့တာမန်လူတွေစောင့်ကြည့်နိုင်တဲ့စွမ်းရည်သူ့မှာခက်နေနေရဲ့ဥပမာညု့မျက်နှာဖုံးတတိမဖြစ်ခဲ့ဘူးအရာရှိမဖြစ်ခဲ့ဘူးပေါ့တခုခုကိုမြင်ရင်တရေတများများနဲ့ဖြစ်တာမျိုးကိုသိယူရှာတဲ့ကောင်ငငယ်ကဟို
ဟိုဝါရဒီဝါရတွေကိုနည်းနည်းမြည်ဆန်းဘူးခုတော့မင်္ဂလာတရားနဲ့အညီလေးငါပုတ်စားရပြီမေဗျမစိုးတရားလက်ကင်ထားလို့ဘယ်သူတွေများငါပုတ်စားရလို့ဗျမစိုးတရားလက်ကင်ထားနိုင်ခဲ့လို့လေအစုံမကောင်းအသက်ရှူပြူနေကမကောင်းလာပြီမေမြေအောင်နှိချုံဝိုင်ကောင်းကိုကြိုက်သည်ဗာဂျီးနီးယားကောင်းတဲ့စီကရက်ကိုကြိုက်သည်အရက်ကလေးထွေတွေနဲ့သူ့မိတ်ဆွေသူ့တငယ်ချင်းတွေအပေါ်သူ့ပေါင်းသိနေထိုင်ခဲ့ပုံကမယားတယောက်လိုလေဘာသာစကားအမျိုးမျိုးပြောင်းမပြောတတ်လို့ဖဏတ်အမျိုးမျိုးပြောင်းမစီတတ်လို့ခဏခဏအပြစ်တင်ခံရတဲ့ကောင်ပေါ့ကိုသားရွယ်ညီရွယ်ကောင်တွေကလိန်နာညာတာကိုလိန်နာမန်းတိတိနဲ့ခံပြီးตาရနေတတ်တဲ့ကောင်လေအပေါင်းအသင်းတငယ်ချင်းတွေအပေါ်လင်ကိုလှုပ်ကြွေးတဲ့မယားကောင်းလိုပေါင်းခဲ့ပြီမေနှစ်ပေါင်း40လုံးလုံးသူ့ဘဝသူ့ခန္ဓာပေါ်ကြမကောင်းခဲ့တဲ့သူလေမလဲမဝဲနဲ့အနေထိုင်မတက်ဘူးလို့ရင်ဘတ်ဆွဲကြိုးနဲ့ကောင်းကြီးရဲ့အဝေဖန်ခံရလာပေါ့သူ့ကန်လိုက်ပုံကလည်းလူပါမကနှက်ပါမုံအောင်ပြောတတ်သည်ပါဇက်ကြီးနဲ့အဆွေခင်မုန်းဖြစ်ခဲ့ရသည်အဲ့ဒီပါဇက်ကြီးရဲ့စကားပင်လင်မှာအသက်40နာကပ်နေတာတောင်အနေထိုင်မတက်သေးဘူးလို့ရင်နစ်နစ်နေရသည်တကယ်တော့ဒါသူ့မွေမွေတိုင်းဖမွေတိုင်းမှာသူ့နူးညံ့သိမ်မွေးမှုပါသူရင်ကြီးတဲ့သွေးကြောပါနတ်ဆိုးတို့ပါဇက်မှာပလက်ခံရတဲ့သူ့ကိုယ်ပိုင်အတွင်းသားပါ